စမိုင်းရဲ့ဒေါ်လာ16သန်းတဲ့အင်ဂျီကိုအယောင်တင်ထားတာကြောင့်မေကွန်ထုတ်ခံနေရတဲ့တရုတ်ဆောင်စမိုင်းမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးခရိုနီတထေးကြီးတွေတဲကမှတရုတ်ဆောင်စမိုင်းတို့ကတော့ပြည်သက်တွေအားလုံးအယောသွားလောက်အောင်ချမ်းသာလာခဲ့တဲ့သူဖြစ်တယ်လို့2022ခုနှစ်ကတည်းကပြည်သက်တွေအားလုံးအယောသွားစေမယ့်ဒေါ်လာ16သန်းတန်တဲ့အင်ဂျီကိုဝယ်ပြီးတော့နေထိုင်နေခဲ့ကြတာဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့ဒီလောက်ချမ်းသာလာခဲ့တာကဘလို့စီးပွားရေးတွေကြောင့်မလို့ချပြထားခြင်းမရှိပေမဲ့လည်းဒါကလူတစ်ယောက်နဲ့တစ်ယောက်ရဲ့လုံခြုံရေးအရာပုံမှန်လည်းမပြောဆိုတာကိုလည်းပြည်သက်တွေအားလုံးကနားလည်ပြီးကြပါတယ်။အခုချိန်မှာတော့စမိုင်းနုဟာဒီဆန်အင်ဂျီရဲ့လစဉ်ပေးချင်ရတဲ့အခွန်စရိတ်တွေကိုမကာမိတော့တာကြောင့်လေးလင်တင်ရောင်းချထားခဲ့တာဟာ2လနီးပါးရှိနေပြီဆိုတဲ့သတင်းတွေထွက်လာပါတော့တယ်။သူတို့အနေနဲ့ကတော့အင်မတန်ကျယ်ဝန်းတဲ့မြေဧကကြောင့်လစဉ်ဒေါ်လာ3သိန်းခွဲလောက်ကုန်ကျစရိတ်ရှိနေပြီးတော့အိမ်အားမခံကြေးကလည်းတစ်နှစ်ကိုဒေါ်လာ8000ကျော်ထပ်မံပေးဆောင်ရပါတယ်။ဒေါ်လာနှုန်းနဲ့တွက်မယ်ဆိုရင်တော့စမိုင်းတို့ဟာဒီအိမ်ကြီးကိုဝယ်ပြီးုံနဲ့မပြီးပဲဒီအိမ်ကြီးမှာဆက်လက်နေထိုင်ဖို့အတွက်လစဉ်တစ်လကိုဒေါ်လာ2000ခွဲနီးပါးခန့်အခွန်ဆောင်နေရတာပဲဖြစ်ပါတယ်။ဒီအိမ်ကြီးထဲမှာတော့အိမ်ခန်း၈ခန်းနဲ့အိမ်သားရေချိုးခန်း12ခန်းပါဝင်ပြီးနေထိုင်သူတွေကတော့သူတို့မိသားစုနဲ့အိမ်ရကူအနေငယ်လောက်ပဲရှိနေကြရပါ။ဒါကြောင့်နိုင်ငံခြားမှာအခြေချနေရတဲ့သူတို့အတွက်ဘလို့မှတွက်ချေမကြိုက်တော့ပဲရောင်းချရတော့မှဆိုတော့တတိဝေတောင်နောက်ပြန်ဆုပ်ပြီးတော့ချင့်ချိန်နေရတဲ့ခေတ်ကြီးကိုရောက်နေခဲ့ပါပြီရှင်